ဒီညီကိုနှစ်ယောက်မှာအားကစားဖနက်စုံတစ်စုံသာရှိပြီးသူတို့ညီကိုနှစ်ယောက်အလှည့်ကျစီးကြရတယ်သူတို့ဟာအခမဲ့ဂျင်ခမ်းမတစ်ခုထဲမှာသာလေ့ကျင့်နိုင်ကြတယ်ပထမဆုံးအကိုကြီးကဖနက်စီးပြီးလေ့ကျင့်တယ်နောက်မှညီငယ်ကဆက်စီးတဲ့အချို့အနိုင်ကျင့်သူများကသူတို့ကိုလှောင်ပြောင်ကြတော့လဲညီကိုနှစ်ယောက်ကဂရုမစိုက်ခဲ့ကြပါသူတို့ဟာအလွန်ကြိုးစားခဲ့ပြီးသူတို့ရဲ့ပါရမီပြည့်စုံမှုကိုတက်တည်ထူပြနိုင်ခဲ့ကြတဲ့အကိုကြီးကအရန်ကောင်းစွာကစားနိုင်တဲ့အတွက်အုပ်စုအသင်းတစ်သင်းကသူ့ကိုစာချုပ်ကမ်းလှမ်းခဲ့တယ်မိသားစုကိုကူညီဖို့အတွက်ချက်တစ်ဆောင်တောင်းပေးခဲ့တယ်ဒါပေမဲ့သူတို့ရဲ့ဖခင်ကချက်ကိုငွေထုတ်ဖို့သွားတဲ့အခါဘန်ကဒီချက်ကမကျေနပ်ဘူးလို့ပြောလိုက်တဲ့အသင်းကိုဖုံးဆက်မိတဲ့အခါမှာတော့ညီကိုနှစ်ယောက်စလုံးဟာမပုံတင်ကျုံးမဝင်တဲ့ရွှေပြောင်းလို့သမားတွေဖြစ်နေတယ်လို့ပြောလိုက်တယ်ဒါကြောင့်သူတို့ကစားခွင့်မရကြဘူးအသင်းကလည်းထပ်ပြီးဆက်သွယ်မှုမပြုတော့ပါဘူးဖခင်ကဝမ်းနေသွားပေမဲ့သူ့ရဲ့ငွေနှဲငယ်စုပြီးညီကိုတယောက်ကိုဖနက်တရက်စီဝေပေးလိုက်တဲ့မိုးသေးထန်စွာရွာသွန်းပြီးဖနက်တွေဆူနေတဲ့အချိန်မှာတော့ညီကိုတွေဟာကစားတာကိုမရက်ခဲ့ကြဘူးသူတို့ဟာပိုပြီးတောင်စူးစမ်းလေ့ကျင့်ခဲ့ကြတဲ့အစကတည်းကသူတို့ဟာသူတို့ရဲ့ကစားနည်းနဲ့ကျွမ်းကျင်မှုတွေကိုမြင့်တင်ဖို့စူးစမ်းနေခဲ့ကြတယ်ဒါပေမဲ့ပြိုင်ပွဲတွေအတွင်းမှာတော့သူတို့ဆက်တိုက်ရှုံးနေခဲ့တဲ့ကစားကွင်းပေးကနေနီးပြကအော်နေတော့လေညီငယ်မိုက်ကဂိုးသွင်းဖို့လွဲမှားနေတယ်ကာကွယ်ရေးမှာအမားတွေလုံးမိတယ်ဘောလုံးပြန်ပြုတ်ကြတယ်ပြိုင်ဘက်အသင်းကရီးချရှင်ကြပြီးရမှတ်တွေဆက်သွင်းနေကြတယ်ညီကိုတွေဟာမျက်နှာငယ်သွားကြတဲ့ပွဲတစ်ပွဲပြီးတဲ့အခါမိုက်ကသူ့ကိုယ်သူတန်တရားဆောက်ဝင်လာတယ်ဒါပေမဲ့သူ့ဖခင်က